မင်္ဂလာပါရှင်ခေတ်သစ်တယ်လီဗီရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပခုတ်ကူမျိုးအဝင်တက်မ101မှာဘုံမူတအူပိုင်ဆိုင်သော KTV ကိုဝင်ရောက်စီးနင်းစဉ်စစ်တပ်အခိုင်စီတအူကိုတနက်တလက်ဖြင့်အရှင်ဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မကွေးတိုင်းပခုတ်ကူမျိုးအဝင်တက်မ101မှဘုံမူတအူပိုင်ဆိုင်သော KTV ကိုဝင်ရောက်စီးနင်းစဉ်စစ်တပ်အခိုင်စီတအူကိုတနက်တလက်ဖြင့်အရှင်ဖမ်းမိခဲ့ကြောင်း Varasat Burma 4Varasat B4 ကထုတ်ပြန်ထားပါတယ်။မေလ10ရက်နေ့မွန်းလယ်တနာရီခန့်တွင်ပခုတ်ကူမျိုးဝင်တက်မ101မှဘုံမူတအူပိုင်ဆိုင်သော KTV ကိုပြည်သူများ၏သတင်းပေးပို့မှုအရ Varasat Burma 4အဖွဲ့နှင့်ပခုတ်ကူမျိုးနယ်တရင်တင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်များကဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထို့သောဝင်ရောက်စီးနင်းရာတွင်ဇက်စီဆက်ပစ္စတိုတလက်နှင့်အကြမ်းဖက်စစ်ကောင်စီအခိုင်စီလက်နက်ကင်တအူကိုဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းဝင်ရောက်ဖမ်းဆီးထိန်းသိမ်းပြီးချိန်တွင်Varasat Burma 4အဖွဲ့နှင့်ပခုတ်ကူမျိုးနယ်တရင်တဲပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်များကအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စီရေးအရှိန်မြင့်မာသောအချိန်ရောက်နေပြီဖြစ်၍ပြည်သူများအနေဖြင့်အကြမ်းဖက်စစ်တပ်နှင့်၎င်းတို့အပေါင်းပါများရှိသည့်နေရာများကိုအတက်နိုင်ဆုံးမသွားကြပါရန်မြစ်တာရက်ခံကြောင်း Varasat Burma 4Varasat B4 ကအသိပေးနှိုးဆော်ထားပါတယ်။ဆက်လက်ပြီးမြိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့်စစ်တပ်ကို3ရက်ကြာတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်ဒဏ်ရာရရှိသူများပြပြီးစစ်သားအလောင်းတစ်လောင်းသိမ်းဆည်းရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းမြိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်တပ်ကို3ရက်ကြာတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်ဒဏ်ရာရရှိသူများပြပြီးစစ်သားအလောင်းတစ်လောင်းသိမ်းဆည်းရရှိခဲ့ကြောင်းပခုတ်ကူခရိုင်တရင်15မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်။မေလ1ရက်နေ့မှ3ရက်နေ့အထိမြိုင်မြို့နယ်တောင်ပိုင်းကို3ရက်ကြာစစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လှန်ရေးတပ်ဖွဲ့များလိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရင်တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြပြီးတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားအလောင်းတစ်လောင်းသိမ်းဆည်းရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းတော်လှန်ရေးရဲဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။မေလ1ရက်နေ့ကနေမေလ3ရက်နေ့အထိလိုက်လံရှင်းလင်းခဲ့ပါတယ်။ခွေးအလောင်းကတော့တလောင်းတော့ကြံခဲ့တဲ့ကျန်နာတွေသူတို့တေးသွားကြတယ်။လေရင်ပစ်ကူနဲ့ပါရာမော်တာတွေအကျဉ်းရင်းများစွာအသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။ရန်သူဘက်ကထိခိုက်မှုတွေလည်းရှိတယ်ဖမ်းဆီးရမိတာတော့မရှိဘူး။တော်တော်လေးအထိနာပြီးခွေးပြေးဝက်ပြေးကိုသူတို့ပြေးသွားကြတယ်ဟုပခုတ်ကူခရိုင်တရင်15မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပခုတ်ကူခရိုင်အမှတ်15တရင်နဲ့အတူပခုတ်ကူခရိုင်အမှတ်2 6ခွန်14 10တရင်များမှပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးဝက်လက်နှင့်ရွှေဘိုရှိကျေးရွာ2ရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုပြည်သူ2ဦးသေဆုံးပြီးပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်နှင့်ရွှေဘိုမြို့နယ်ရှိကျေးရွာ2ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ2ဦးသေဆုံးပြီးပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းWallet Informational Network ကတာဝန်ခံကိုနဂါလေးကသတင်းဌာနသို့ပြောဆိုပါတယ်။ယနေ့မေလ23ရက်နေ့မွန်းလယ်4နာရီခန့်တွင် Wallet မြို့နယ်အရှေ့မြောက်ချမ်းရှိစခန်းသာကြီးရွာနှင့်ရွှေဘိုမြို့နယ်အရှေ့တောင်ကျမ်းရှိငပီအိုးရွာကိုတရားဥလေတပ်မှတက်လာသည့်အကြမ်းဖက်စစ်တပ်၏ Jet Fighter တစ်စီးကလေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်းစခန်းသာရွာမှာအသက်20ကျော်အရွယ်ကိုအောင်လိုင်ဝင်းနဲ့အသက်35နှစ်အရွယ်ဒေါ်ရင်ရင်တို့ပွဲချင်းပြီးသေဆုံးပြီးပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်ပြည်သူများမွေးမြူထားသည့်နွားနှကောင်လည်းသေဆုံးပြီးနေအိမ်တချို့လည်းပျက်စီးခဲ့ရကြောင်းသိရပါတယ်။သေဆုံးသူ2ဦးကအမျိုးသားအသက်20ကျော်အရွယ်နဲ့အမျိုးသားအသက်35နှစ်အရွယ်တွေလို့သိရပါတယ်။လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားတာသေဆုံးသူ2ဦးလုံးကစခန်းသာရွာကပါဟု Wallet Informational Network ကတာဝန်ခံကိုနဂါလေးကပြောဆိုပါတယ်။ဆက်လက်ပြီးအိုးတိန်တွင်ရွာစာတင်ကြောင်းလေကြောင်းတိုက်ခိုက်မှု2ဦးထပ်မံသေဆုံးဒဏ်ရာရသူ100ကျော်ရှိဟုဒီပဲရင်ပါအဖထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုးတိန်တွင်ကျွရစာတင်ကျောင်းစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်းဒဏ်ရာရသူ2ဦးထပ်မံသေဆုံးပြီးစုစုပေါင်းဒဏ်ရာရသူ100ကျော်အထိရှိကြောင်းဒီပဲရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖကယနေ့မေလ23ရက်တွင်ထုတ်ပြန်ပါတယ်။ယနေ့မေလ23ရက်တွင်မြေပြင်စရင်းကောက်ယူမှုအရဒဏ်ရာရသူ102ဦးအထိရှိကြောင်းဒဏ်ရာရရှိခဲ့ကြောင်းဒီပဲရင်ပါအဖကထုတ်ပြန်ထားပါတယ်။သို့သောပြီးခဲ့တဲ့မိနစ်ပိုင်းအတွင်းထပ်မံထုတ်ပြန်မှုအရဒဏ်ရာရသူများအနက်မှ2ဦးထပ်မံသေဆုံးခဲ့ရသည်ဟုဒီပဲရင်ပါအဖကအသိပေးထားပါတယ်။သို့သောထပ်မံသေဆုံးသူပါမည်သူမည်ဝါဟုဖော်ပြထားခြင်းမရှိဘဲသတင်းဌာနကမေးမြန်းနေဆဲဖြစ်ပါတယ်။ထို့ကြောင့်စာတင်ကျောင်းလေကျောင်းတိုက်ခိုက်ခံရမှုအတွင်းကျောင်းသားကျောင်းသူကလေးငယ်20ဦးနဲ့ဆရာမ2ဦးစုစုပေါင်း22ဦးသေဆုံးရာအခုထပ်တိုးစရဲအရာသေဆုံးသူ23ဦးရှိလာသည်
ဆက်လက်ပြီးစကိုင်းငလင်ကြောင့်ပြိုကျပျက်စီးသွားသောဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကိုမူလအတိုင်းသာဆောက်လုပ်ရမည်ဟုအမိန့်ထုတ်ပြန်ပြီးစစ်ကောင်စီထိပ်ပိုင်းကစီစစ်မည်ဗလီအပြိုအပျက်များကိုလည်းပြင်ဆင်ခွင့်ပိတ်ပင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းငလင်ကြောင့်ပြိုကျပျက်စီးသွားသောဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကိုမူလအတိုင်းသာဆောက်လုပ်ရမည်ဟုစစ်ကောင်စီ၏သာသနာရေးဝန်ကြီးဌာနကညွှန်ကြားချက်ထုတ်ပြန်လိုက်တော့လေစစ်ကောင်စီကဆောက်လုပ်ခွင့်နဲ့ဖြိုဖျက်ခွင့်များလုံးဝချထားမပေးဘဲပိတ်ပင်ထားကြောင်းရမဲသိန်းအခြေဆိုင်ဗလီကျောင်းတော်အဖွဲ့ဝင်တဦးကပြောဆိုပါတယ်စစ်ကောင်စီကငလင်ကြောက်ပြိုပြတ်သွားသောဗုဒ္ဓဘာသာဖျားစေတီပထိုးနှင့်ကျောင်းတိုက်များကိုမူကြိုက်နှစ်သက်သလိုပြန်လည်တည်ထားခွင့်ပေးထားတော်လေဗလီနှင့်ခရစ်ယာန်ဖျားရှိခိုးကျောင်းများကိုမူလအတိုင်းသာဆောက်လုပ်ရန်ဆောက်လုပ်ခြင်းနှင့်ဖြိုဖျက်ခြင်းများကိုလည်းစစ်ကောင်စီကခွင့်ပြုမှသာလှုပ်ဆောင်ရန်ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းအမှန်တကယ်ခွင့်ပြုချက်တောင်းခံသောအခါဖြိုဖျက်ရှင်းလင်းခွင့်ပင်မပေးဘဲပြန်လည်တည်ဆောက်ခွင့်မှာအလွန်ဝေးကွာကြောင်းသိရှိရပါတယ်အခုပလီတွေပြန်ဆောက်ဖို့နေနေတာငလင်လုတ်ပြီးတာတလကြော်လာတဲ့အထိဘာဆိုဘာမှလှုပ်ခွင့်မပေးဘူးမြို့နယ်ထွေအုပ်ကလည်းဘာလေးလှုပ်လို့သူ့ကိုပြောရမယ်သာသနာရေးကိုတင်ရမယ်ဆိုတာကြီးပဲမူရင်းငယ်မူအဆောက်အုံမူလစာရွက်စာတမ်းတွေလည်းတောင်းနေတချို့ဟာတွေကနှစ်ပေါင်းများစွာကြာခဲ့ပြီဆိုတော့အဆက်ဆက်တောင်းလိုက်လို့မရတော့ဘူးတကယ်တော့စီပင်နဲ့သာသနာရေးမှာငယ်မူစာရွက်စာတမ်းမိတူတွေရှိတယ်နောက်တစ်ခုကတင်ထားတာတွေကိုသာသနာရေးဝန်ကြီးကိုယ်တိုင်စီစစ်မယ်လို့ပြောပါတယ်သာသနာရေးဝန်ကြီးကလည်းကာဗနက်ကိုတင်ပြီးမှခွင့်ပြုမယ်အဆင့်တွေချမယ်ပေါ့ဟုရမဲသိန်းမြို့နယ်ငလင်ကြောက်ပြိုကျပျက်စီးသွားသောဗလီကျောင်းတော်အဖွဲ့ဝင်ကောဘကားကရှင်းပြပါတယ်ဗလီနဲ့ခရစ်ယာန်ကျောင်းများကိုပြန်လည်တည်ဆောက်ရာတွင်ကနအူအနေဖြင့်အောက်ခြေတွင်စီစစ်မည်ဖြစ်ကြောင်းမြို့နယ်ရင်းနောက်ခရိုင်ထိုမတစစ်ပြည်နယ်တိုင်းအစိုးရအဆင့်သို့တင်ပြရမည်ဖြစ်ပြီးနောက်ဆုံးတွင်သာသနာရေးဝန်ကြီးဌာနနှင့်စစ်ကောင်စီထံသို့နောက်ဆုံးခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်းသိရှိရပါတယ်တို့ရတွင်ဗုဒ္ဓဘာသာဖျားစေတီပထိုးနှင့်ကျောင်းတိုင်များပြိုကျမှုကိုမူငလင်လောက်ခတ်ပြီးသည့်နှင့်စစ်ကောင်စီကဦးဆောင်၍အင်တိုင်းအားတိုက်ပြုပြင်လျက်ရှိတောင်းစကိုင်းတောင်စုံဦးပုံညစေတီအပါအဝင်ဖျားစေတီနှင့်ကျောင်းတိုက်တချို့ကိုတီတကူကဦးဆောင်၍မက်စ်မြန်မာကုမ္ပဏီအပါအဝင်ကုမ္ပဏီများကဝိုင်းဝန်းပံ့ပိုး၍ပြုပြင်နေကြပြီးဖြစ်ကြောင်းသိရှိရပါတယ်မငြင်းညမှုကတော့မြင်တွေ့ရတာပါပဲစေတီတွေကျောင်းတိုက်တွေကြတော့ချက်ချင်းလုပ်လို့ရပြီးဗလီတွေကြတော့ချက်ချင်းပြုပြင်ခွင့်မပေးဘူးဒီမိုးရင်းဗမာသွားပြီးဝစ်ပြူမလဲဟုအမရပူရာမျိုးနယ်မှာအစလံဘာသာဝင်တအုပ်ကဆိုပါတယ်မလ28ရက်နေ့တောက်ကြနေလှုပ်ခတ်ခဲ့သောငလင်ကြောင့်ဗလီကျောင်းတော်90ကျော်မှ60ဝန်းကျင်အထိပြိုကျခဲ့ပြီးအစလံဘာသာဝင်ရာပေါင်းများစွာသေဆုံးခဲ့ရသည်ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်